ဒီ dinosaur ရောက်ရပါလေ Oh my god dinosaur ကြောက်ခင်အကျွင်းကျန်နေတယ်ဒါရော Oh ဘာဖြစ်တာလဲ No Oh ငါဘယ်နေရာရောက်လာတာလဲ Oh my god What No 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 Oh ဒီရှိမှာဘာလဲ Oh ဆိုင်ကျွန်တော်ဖမ်းတော့ Oh ဆောက်ရအများကြီးပဲဘာလို့လဲရလဲတော့စာရီတော့ဖတ်လို့မတော့ဒီစာအုပ်ကဘာမှလည်းလုပ်လို့မရအောင်ဆိုတော့ထားလိုက်ပါမယ် Okay ဟိုချမ်းမှာဘာလဲရှိနေမသိဘူးဟိုချမ်းကတော့ကြည့်ရအောင် Oh တရားပြက်ရ Oh my god ဟိုချမ်းသွားလိုက်ပါမယ်အမှတရားပြက်ရှိနေဆိုတော့ဘာလဲဟာဒီမှာလူတယောက် Hello ကျွန်တော်ဖတ်လို့မတော့ခင်ဗျားတို့ဖတ်တိုင်ဖတ်ကြည့်ပါကျွန်တော်ဒါဘာလဲကျွန်တော်ကတ်ကြီးရှိတယ်ဘာလို့ရအောင်ကတ်ကြီးနဲ့ဘာလို့ရအောင်လဲတို့ကဒီနွယ်ပင်တွေကိုဖယ်ဖို့တော့ကတ်ကြီးလို့တယ်ကျွန်တော်ကတ်ကြီးလိုက်ရှာအောင်မယ်ဟုတ်ကျွန်တော်ဒီနေရာကိုတစ်ပြက်စီလေးလှည့်ရမယ် Okay ဟိုဖိုင်လေဟို dinosaur ငှက်အဲ့လေ dinosaur ငှက်ကျောက် dinosaur ခဲကိုရောက်သွားတယ်ဟိုဘာမှလှုပ်လို့မရတော့ No လှုပ်လို့မရတော့ဟိုရပြီ Okay ကတ်ကြီးလေးရလာပြီဆိုတော့ကျောက်ဒီကိုင်းနေညှက်လို့ရပါပြီညှက် Okay ကတ်ကြီးပြောက်သွားပြီ No ငါကတ်ကြီး Okay ဒီနေ့ part 1လေးရတော့လောက်ပါပဲနောက် part 2ကိုကျွန်တော်တင်ပေးပါမယ်ကျွန်တော်တော့အလုံးမအောင်ဆိုစနေနဲ့တနင်္ဂနွေမှာပဲတင်ပေးမယ်ဗျာအားလုံး bye bye ပြောကြပါလေကျွန်တော်တော့ယူကိုရပဲဖြစ်ပါတယ်